စော်ရမ်းကြည့်တဲ့အကိုအောင်ဆိုတဲ့ချင်းသစ်ထီဟာများများနဲ့လှလှဆိုတဲ့ကြောင်မမောင်နှမနှစ်ယောက်စလုံးနဲ့ပေါင်းတင်နေခဲ့တယ်မကြခင်မှာပဲကြောင်မနှစ်ကောင်လုံးကိုဝင်ရလာကြတယ်တနေ့မှာရုတ်တရက်ပိုင်းနာလာလို့ဆေးရုံကခေါ်ကဆေးရုံကိုအမြန်ပို့ခဲ့ရတယ်ဆေးရုံရောက်တော့ချစ်စရာကောင်းတဲ့ကြားပေါက်လေး၃ကောင်ကိုမွေးဖွားခဲ့ကြတယ်ချင်းသစ်အကိုအောင်ကတော့အရန်ပျော်နေခဲ့တယ်ဒါပေမဲ့တာသမီကိစ္စအကုန်လုံးကိုသူတယောက်တည်းလုပ်ပေးရတော့မယ်ဆိုတာမကြခင်မှာသိလိုက်ရတယ်ဘာကြောင့်လဲဆိုတော့များများနဲ့လှလှတို့မောင်နှမကတော့အမြဲတမ်းအပြင်ထွက်ဈေးဝယ်ကရှောက်လဲနေခဲ့လို့ပဲဖြစ်ပါတယ်ချင်းသစ်အကိုအောင်ခမညာကြားပေါက်ကလေးတွေကိုနို့စာချိန်နို့တိုက်ဖို့အိမ်မှာပဲစောင့်နေခဲ့ရတယ်တနေ့မှာချင်းသစ်အကိုအောင်အိပ်ပျော်နေတော့ကြားပေါက်လေး၃ကောင်ဟာကလေးတစ်ပါဝအတိုင်းအိမ်ထဲမှာလိုက်လံတောင်းကျမ်းပါတော့တယ်တကောင်ကဆက်ပြမုံတွေနဲ့ညစ်ပတ်အောင်ကစားနေတယ်တကောင်ကရေခဲတက်တာတွေကစားစရာတွေစားပြီးအထဲမှာဝင်ထိုင်နေတယ်ကျန်တကောင်ကတော့ပကံတွေအိုးတွေလိုက်ခွဲနေတာကြောင့်တအိမ်လုံးစူညံပွက်လောရိုက်နေခဲ့တယ်ချင်းသစ်အကိုအောင်ခမညာကြားပေါက်၃ကောင်ကြားမှာပိတ်မိပြီးအရန်စိတ်ညစ်နေခဲ့ရပြီးငါဘာလို့ဒီလိုမိမနှစ်ယောက်ကိုယူမိပါလိမ့်ဆိုပြီးနောက်တရနေရှာတယ်များများနဲ့လှလှကတော့အိမ်မှာဝရုံသုံးကားဖြစ်နေတာကိုမသိပဲအလှတွေပြင်ဈေးဝယ်ထွက်ကတာယာနေခဲ့ကြတယ်ထိုအချိန်မှာတားလိမ့်မာလေးတွေဖြစ်တဲ့ကြားပေါက်လေးတွေဟာသူတို့အဖေရဲ့စပင်မွေးအရန်ရှည်နေတယ်လို့ယူဆပြီးအကိုအောင်အိတ်နေတော့လေးလိုက်ကြတယ်အကိုအောင်ခမညာနိုးလာပြီးမှန်တဲကြည့်လိုက်တဲ့အခါကတုံးကေလေးဖြစ်နေတာကိုမြင်တော့နောက်တကြီးစွာရနေခဲ့ရတယ်ငါမိမမယူပဲလူပြိုကြီးလို့ရင်ခုချိန်တာယာနေပြီးခုတော့သူ့အမေများများနဲ့လှလှအစားငါကဒင်းတို့ကိုထိန်းနေရတဲ့အမေနဲ့အဖေကြီးဒါဖြစ်လာကြည့်ပါဦးလိုဝမ်းနေစွာညှဉ်းညူနေခဲ့တယ်မကြခင်မှာပဲများများနဲ့လှလှတို့ဟာလှလှပပနဲ့အိမ်ပြန်ရောက်လာခဲ့ကြတယ်သူတို့ဟာကတုံးကေနဲ့ပင်ပန်းနွဲ့နေတဲ့အကိုအောင်ကိုမြင်လိုက်ရတော့အံ့ဩတကြီးဖြစ်သွားခဲ့ကြပါတော့တယ်အကိုအောင်ဘာဖြစ်တာလဲလို့မေးလိုက်ပေမဲ့အကိုအောင်ကတော့တား၃ယောက်ကြားမှာမျက်ရည်ဝဲရင်ဘာမှပြန်မပြောနိုင်ပဲကြံခဲ့ရပါတော့တယ်မင်မင်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးတော့အားလုံးကိုချစ်ပါတယ်